တွေဘလို့ပြောင်းလဲသွားတယ်လဲဆိုတဲ့ဆက်သွယ်ချက်ကိုလေ့လာခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီသဘောတရားလေးကိုသိထားမယ်ဆိုလို့ရှင်ဒီသတ်မှတ်ချက်လေးကနားလည်ရတာလွယ်ကူသွားပါမယ်โอเคဒါဆိုရင်စလိုက်ကြရအောင်အရင်ဆုံးဘီတန်မိုးလေးကို negative number အနေနဲ့ထားပြီးတော့စဉ်းစားကြည့်ရအောင် if b less than 0ပေါ့เนาะဘီတန်မိုးက negative number တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်ဥပမာအနေနဲ့ဘီတန်မိုးလေးကို negative 2လို့ထားပြီးစဉ်းစားကြည့်ရအောင် b is equal to negative 2ပေါ့เนาะဘီတာ negative 2ဖြစ်ခဲ့မယ်ဆိုရင်သူရဲ့ exponential function က y is equal to negative 2 the whole power x ဆိုပြီးဖြစ်သွားမယ်โอเคဒါဆိုလို့ချင်း x ရဲ့တန်ဖိုးလေးတွေကိုထားပြီးတော့တန်ဖိုးတွေထားပြီးတော့စားသွင်းပြီးတော့စဉ်းစားကြည့်ရအောင် if x is equal to 1 x က1ဖြစ်ခဲ့မယ်ဆိုရင် y is equal to negative 2 the whole power 1 is equal to negative 2 if x is equal to 0 x က0ဖြစ်ခဲ့မယ်ဆိုရင် y is equal to negative 2 the whole power 0 is equal to 1 if x is equal to negative 1 y is equal to negative 2 the whole power negative 1 is equal to negative 1 over 2ဆိုပြီးဖြစ်သွားမယ်ပေါ့နော်ဒီမှာ x ရဲ့တန်ဖိုး real number တစ်ခုအစားသွင်းတိုင်းမှာ y ရဲ့တန်ဖိုးတွေက real number လေးတွေထွက်လာမယ်ပေါ့နော်ဒါဆိုရင် x နဲ့ y နဲ့ဆက်သွယ်ချက်ရှိရဲလို့ပြောလို့ရတယ်Okay ဒါဆိုရင်ဆက်လေ့လာကြည့်ရအောင် if x is equal to 1 over 2 x က1 over 2ဖြစ်ခဲ့မယ်ဆိုရင် y is equal to negative 2 the whole power 1 over 2 is equal to square root of negative 2ဆိုပြီးဖြစ်သွားမယ်ပေါ့နော် square root of negative 2ဒီ non real number ပေါ့နော် real number မဟုတ်ပါဘူးဒါကြောင့်သူ့ကိုပြောမယ်ဆိုရင် undefined လို့ပြောလို့ရတယ်ပေါ့နော် undefined မှာအဲ့ဒါဆိုရင် import ပေါ့နော် x တန်ဖိုး1 over 2ဖြစ်တဲ့အခါမှာ output y က undefined ဖြစ်သွားပြီ undefined ဖြစ်သွားပြီဆိုမှ x နဲ့ y ရဲ့ဆက်သွယ်ချက်ကိုပြောပြလို့မရတော့ဘူးပေါ့နော်အဲ့လိုပဲဒီ x ရဲ့တန်ဖိုးအချို့အတွက်ဆိုလို့ချင်း output y ရဲ့တန်ဖိုးတွေက undefined number တွေရှိလာနိုင်တယ်ပေါ့နော် okay ဒါဆိုရင်နောက်ထပ်တန်ဖိုးလေးတစ်ခု